အခုဆိုရင်တိုက်ကြီးလေးလာရေးခရီးစဉ်စတင်မှာဖြစ်ဂိုင်းနှစ်ယောက်နဲ့သွားမှာအဒီကချက်ပွင့်နေရနေပြီးတော့စထွက်လာရှစ်တော့မှခေါ်လာခဲ့လိုက်တော့အဲ့ဒါစဉ်းစားလို့မရဘူးစဉ်းစားရခုဆိုရင်တိုက်ကြီးမျိုးပေါ်မှာဒီရှောက်လေဖို့အတွက်ကိုစတင်ထွက်ခွာလာမျိုးမစီကိုရောက်တော့မယ်ဒါကတိုက်ကြီးမျိုးမစီပေါ့နော်တိုက်ကြီးမျိုးမစီရောက်ရှိလာပြီပါတယ်အညာသားလေးဈေးပတ်နေရှိပါဟိုတိုက်ကြီးဈေးကိုပြန်လဲရောက်ရှိလာပြီပြီးတော့ပြန်မောင်လေးကျွန်တော်ပါကြီးဘလော့ခမောက်တွေကတော့ခြံလုံးသမားတွေတုံးကြတဲ့ခမောက်တွေပေါ့နော်ဒါတော့ဂျိုးဖြူရေလောင်တမန်ဒီဟိုပေါ့ဂျိုးဖြူကန်ယူရောက်မဲ့ဒီပိုက်လိုင်းပေါ့အဲ့ဒါယူတွေ့ရမှာဖြစ်ပါတယ်ကိုရီးယားတော့ဒါအခုအဖိုးเจ้าအောင်သွားနေရပါအဲ့ဒီအဖိုးเจ้าမှာဆိုလို့ရှိရင်ငါးကန်တွေလည်းအများကြီးရှိပြီးငါးစာကျွေးလို့ရတယ်ပြီးတော့ဖျားတွေလည်းအများကြီးပဲသူကလေနန်းနန်းတွေဖျားတွေအများကြီးရှိပါတယ်ဒီဝင်းရလည်းအကျယ်ကြီးပဲအဲ့ဒီမှာမှငါးကန်တွေဆိုလည်းအများကြီးပဲကိုကငါးစာကျွေးရပါတော့ရှိတယ်နည်းလာမဲလာနည်းရှိရတယ်ရှိတယ်နော်ဘယ်လိုမျိုးရတို့ဘာကြီးလို့တော့ပြစ်သိမ့်နေလဲကံမောင်းများစွာဟမ်ကန်နေရအများကြီးအမလေးဘယ်လိုဟုတ်လားအေးဟုတ်တော့ကဲလေလူပတ်လို့လဲဝါပြီဆိုတော့တတပါ